တနေ့တိုင်းတိုင်းဒေသကြီးမြစ်ခရိုင်တနေ့တိုင်းမြို့နယ်ပညာရေးမိသက်စုမှာနေ့စဉ်အောက်တိုဘာလ9ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာဆရာများနေ့ထိမှန်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုနေ့စဉ်ကျင်းပပေးလျက်ရှိရာယခုနေ့2023ပညာသင်နှစ်အတွက်အသက်ပြည့်ပေစဉ်ညီစားဆရာကြီးဆရာမကြီးများအားချီးမြှင့်ဂုဏ်ပြုသောအပြင်မြို့နယ်လူကြောင့်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကိုအောက်တိုဘာလ10ရက်နေ့မနေ့9နာရီချိန်ကမြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမထဲမှာကျင်းပပြုလုပ်ကြောင်းသိရှိရပါတယ်။ချစ်တော်ဆရာဖျားတရားတရားမိဝနဲ့နိုင်တတိုင်းနေချာအဲ့ဒီမြတ်ဆရာပူဇော်ပွဲအခမ်းအနားတော့တနင်္သာရီမြို့နယ်မှန်းနေစနေမြင့်မှုဘုံမူကြီးအောင်ကိုလန်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးတန်နိုင်ဝင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမြို့နယ်ဌာနဆိုင်ရာကြီးကဲများကတော့ခံအငြိစားဆရာကြီးဆရာမကြီးများဒုတိယမြို့နယ်ပညာရေးမှူးများကျောင်းဝဆရာကြီးဆရာမများနဲ့အတကတနင်္သာရီကျောင်းသူကျောင်းသားများစူရကျောင်းသူကျောင်းသားများတက်ရောက်ခဲ့ကြပါတယ်မြတ်ဆရာသူဆရာရှိဦးစွာအတကတနင်္သာရီကျောင်းမှာကျောင်းသူကျောင်းသားလေးများကမြတ်ဆရာတခြင်းပြီဆိုပြီးအခမ်းအနားကိုဖွင့်လှစ်ပေးပါတယ်။အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးတတိုးမဟာသရီစီသူတတိုးသရီသူဓမ္မမဲအောင်လိုက်ဓမ္မပိတ်ပူသောကမ္ဘာဆရာများနှင့်အထိတ်မှန်သဝန်လွန်ကိုတနင်္သာရီမြို့နယ်မှန်းနေစနေမြမှုဘုံမှုကြီးအောင်ကိုလန့်ကဖတ်ကြားပေးပါတယ်ဆက်လက်ပြီးတော့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့9ဖွဲ့ရဲ့ဖွဲ့ခေါင်းဆောင်များကပိတ်ပူတဲ့ကမ္ဘာဆရာများနှင့်သဝန်လွန်ကိုဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးကဖတ်ကြားပေးပါတယ်အဲ့ဒီနောက်2023ခုနှစ်ကမ္ဘာဆရာများနဲ့အထိမ်းအမှတ်မြို့နယ်ဆက်ကဗျာနဲ့စာစီစာကိုပြန်ပွဲမှာထက်တန်းလေတန်းဆက်စူရကျောင်းသူကျောင်းသားများအားမှတ်နှစ်စနေမြမှုဘုံမှုကြီးအောင်ကိုလည်းဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးတန်းနဲ့ဝေမြို့နယ်ရဲတပ်ဖွဲ့မှရည်ရဲမှုမင်းအောင်နဲ့တာဝန်ရှိသူများကစုနယ်ဂုတ်ပြမတက်လော်များကိုအသိပေးချီးမြှင့်ပေးအပ်ကြပြီးသူရအကြောင်းလူကျန်သားများကလက်ပြကျဲဆရာအတိတ်ချင်းနဲ့ဂုဏ်ပြုပြီးဆိုဖြောပြပေးကြပါတယ်အဲ့ဒီနောက်အမှန်နဲ့ဆက်နေမြမှုသည်ကတော့ခံရင်းစားဆယ်ကြီးဆယ်မကြီးများအားလက်ရနှုတ်ဆက်အပိစကားပြောကြပြီးကျောင်းသူကျောင်းသားများကိုလည်းပညာကျူးစာကြရန်ရင်းနှီးနှီးအပိစကားပြောကြကြောင်းသိရှိရပါတယ်ဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးကယခုနေ့မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်းနဲ့ပတ်သက်လို့အခုလိုပဲပြောပြပါတယ်ကျွန်တော်တို့ဒီနေ့တနင်္သာရီမြို့နယ်ရဲ့2023ခုနှစ်ပညာသင်တန်းမှာကျွန်တော်တို့ကမ္ဘာဆရာမင်းခန်းတော်ကိုကျင်းပတဲ့အစီအစဉ်ဆောင်ရွက်နေပါတယ်အဲ့လိုကျင်းပတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ငင်းကျဆရာကြီးဆရာမကြီးများကိုတန်းတဲ့လောက်ထောက်ပံ့နိုင်ဖို့အစီအစဉ်နဲ့ရည်ရွယ်ပြီးတော့ဆောင်ရွက်ပါတယ်နောက်ရည်ရွယ်ချက်တစ်ခုကတော့ငင်းကျဆရာကြီးဆရာမကြီးများပြီးတင်းတက်မှာတစ်ချိန်ပြန်လည်ပြီးတော့တွေးပြီးတော့လောက်ဖို့ကြိုက်ဖက်တဲ့နဲ့ပြောဆိုပြီးတော့သူတို့ရဲ့စိတ်တွေကိုစိတ်ချမ်းသာစေဖို့ရည်ရွယ်ပြီးလည်းဆောင်ရွက်ချက်ဖြစ်ပါတယ်ခင်ဗျအဲ့ဒီနောက်ဒုတိယပိုင်းစီစဉ်အရာကတော့ခံညီစားဆယ်ကြီးဆရာမကြီးများအားဒုတိယမြို့နယ်ပညာရေးမှူးဦးခင်အေးနဲ့ဆရာဆရာမများကျောင်းသူကျောင်းသားများကကတော့ချုံးနဲ့ပူဇော်ကတော့ကြပြီးကတော့ဝင်နဲ့လက်ဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ရာညီစားဆရာကြီးဆရာမကြီးများကဩဝါဒမှစကားများချီးမြှင့်ဝေကြားပေးကြောင်းသိရှိရပါတယ်ပူဇော်ဘုရားရဲ့ပူအောင်ကြောင့်
အာယုဝဏဒုက္ခဟုတ်လား ဒီမိဘကိုကျေးဇူးဆက်နိုင်လို့အားလုံးတောင်းရဒီကောင်းကိုပြန်လာကြပါစေ။တကြီးဝကြီးဆရာကြီးဆရာမကြီးတွေကိုကာရဝတရားရှေ့ထားပြီးတော့ပူဇော်ကြရောကြတဲ့ကုလကံစီနာလို့ကြောင့်အမျိုးဘာသာအားလုံးဒီရရွာဒေသညနေတိုင်းနေတဲ့ကျိုးမိသားစုကျိုးတို့ကိုစွမ်းစွမ်းတမန်တဲ့ဘုရားမြင်နိုင်ကြပြီ။ ဒီကနေ့မျက်စိအပူဇော်ပွဲခမ်းနားတော့ကတော့ခံတက်ရောက်ခဲ့တဲ့ထေတ္တကျောင်းဦးဆရာမကြီးဒေါ်ဝင်းမြတ်တန်းကအခုလိုပဲပြည်သူစကားများပြောကြားပေးပါတယ် ပြည်သူစကားဆိုတဲ့စိတ်ထဲမှာဝင်းနေဝင်းသာဖြစ်ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအချိန်လေးမှာပြင်ဆင်စားပြီးမှအငိမ့်စားယူပြီးမှပြန်ပြီးတော့မှခဏတာပြန်ပြီးရှင်သန်ရတယ်လို့ယူဆပါတယ်။နောက်ပြီးတော့တပည့်အပေါင်းတပည့်ဆရာဆရာမတွေဆရာကြီးဆရာမကြီးတွေနဲ့ပြန်ပြီးတော့ဆုံရတဲ့အခါမှာစိတ်ထဲမှာရှင်လန်းတက်ကြွမိပါတယ်။နောက်ဒီပွဲမှာအကြောင်းမျိုးမျိုးတော့မရောက်လာနိုင်ကြတဲ့ဆရာကြီးဆရာမကြီးတွေဆရာဆရာမတွေကိုလည်းပဲဒီကနေပြီးတော့မှတန်းတာချင်းများစွာနဲ့တော်တော်လေးကိုပဲသတိရမိပါတယ်။နောက်ပွဲတွေမှာနောက်နှစ်တွေမှာဒီတဲ့ပို့ပြီးတော့မှဆုံတွေ့ချင်ပါသေးတယ်။နော်အခုခံစားရတဲ့ဒီနည်းဝန္တာဖြစ်မှုကတော့ဘာနဲ့မှပြောပြလို့နှိုင်းဆလို့မရနိုင်အောင်ပဲဝင်းမြောက်ဝမ်းသာနဲ့ဂုဏ်လေးယူပါတယ်ကိုဒီအသက်အရွယ်အထိကျမတို့ကဆရာကြီးဆရာမကြီးတွေဆိုပြီးတော့ဂုဏ်ပြုချီးမြှောက်ပြီးပူဇော်ကြတော့ခြင်းကိုခံရတာဟာเนาะကျမတို့ရဲ့လုံရတရားတသက်ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် တနိမ့်တိုင်မြို့နယ်ပညာရေးဌာနအတွင်းမှာအုပ်ချုပ်မှုတောင်းဝန်ဓမ္မမဟုတ်တင်ကြားရေးတောင်းဝန်နဲ့အနည်းဆုံး3နှစ်တောင်းဝန်ထမ်းဆောင်ခဲ့ပြီးအသက်60ပြည့်ပိစင်ခန်းစားကတနိမ့်တိုင်တဲ့အတွင်းညီပြီးမြို့နယ်မှာပဲဖြစ်ဖြစ်လက်ရှိထင်ရှားရှိနေတဲ့ညီစားဆရာကြီးဆရာမကြီးများကိုကတော့ခံဆရာကြီးဆရာမကြီးများဖြင့်ရွေးချယ်တတ်မှတ်ခဲ့ကြောင်းကတော့ခံဆရာကြီးဆရာမကြီးစုစုပေါင်း59ဦးရှိကြောင်းတအုပ်ကိုကတော့ငွေ9000ကျပ်စီဖြင့်ပူဇော်ကတော့ပေးကြောင်းနဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ပညာရေးဌာနမှဆရာဆရာမများဝန်ထမ်းများကမျက်စိပူဇော်ပွဲရမငွေအဖြစ်နဲ့တအုပ်လျင်900ကျပ်စီဖြင့်စေတနာလျောက်လစဉ်စူးစောင်းထားရှိပေးကြောင်းမြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူတဦးထံကသိရှိရပါတယ်ဒီတဲ့ရင်ကိုတနင်္လာနေ့မြို့နယ်ပြန်ဆက်ကနိုင်တရီထေဝင်းကရိုက်ကူးတင်ဆက်ပေးပို့တာပါ